Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့သင်ကြားဖို့ကတော့ music theory အကြောင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ဒီရမယ့်ဟာကိုကောင်းကောင်းရတော့လို့ရှိရင်တော့ကျွန်တော် music theory နဲ့ပတ်သက်ပြီးတော့ music theory ရဲ့တကယ်အခြေခံသဘောတရားတွေကိုကျွန်တော်နားလည်တော့မှာဖြစ်ပါတယ် Okay ကြည့်ရအောင်ဒီမှာကျွန်တော်ကြည့်မယ်ဆိုတော့ the major scale pattern major scale ဆိုတာကတော့ကျွန်တော်တို့ do re mi fa sol la ti ပေါ့နော်ဒီမှာဆိုတော့ A B C D E F Gအဲ့ဒါ A ကနေလည်းပြန်လာတယ် A B C D E F G ဆိုတော့ music မှာလည်းပဲကျွန်တော်တို့ကျောင်းတဲ့တုန်းကလိုမျိုး A B C D alphabet ရှိတာဖြစ်တယ်ကျွန်တော် A ကော B ကော C ကောအဲ့လိုမျိုးကြားဖို့ပါပဲဒါပေမဲ့ music မှာကျတော့9တန်းစဉ်ပဲရှိတယ်ဒီမှာပေါ့နော်ဒီနေ3 4 5 6ခွန်အဲ့ဒါပြင်တိကနေပဲပြန်လာတယ်ဒီနေ3 4 5 6ခွန်ပေါ့နော် do re mi fa sol la ti do re mi fa sol la ti အဲ့လိုပဲသွားတာဖြစ်တယ်ဒီမှာကျွန်တော်ကြည့်မယ်ဆိုတော့သူတို့ကြားမှာဒီမှာ sharp နဲ့ flat ရှိတာဖြစ်တယ်A နဲ့ B ကြားမှာဆိုတော့ A sharp or B flat ရှိတယ်ဒီဘက်ကိုသွားလို့ရှိရင်တော့ sharp သွားတာပေါ့နော်မူရင်းတာချက်တဝဲမြင့်သွားတယ် sharp ဆိုတာကတော့ဒီမှာ sharp ရဲ့အဓိပ္ပာယ်ကတော့မူရင်းတန်ချက်တဝဲမြင့်တယ်ပြီးတော့ flat ရဲ့တင်ကြတာကပြည့်တည်လေးဖြစ်တယ် flat ရဲ့အဓိပ္ပာယ်ကမူရင်းတန်ချက်တဝဲနေတယ်ဒီမှာဒီ A ကနေဒီဘက်ကိုတွိုင်း A sharp ပေါ့နော် A ထက်တဝက်မြင့်တယ်ပြီးတော့ B နဲ့ C ကြားမှာတော့မရှိဘူး C နဲ့ D ကြားမှာဆိုတော့ C sharp ရှိတယ် C ထက်တဝက်မြင့်တယ် D နဲ့ E ကြားမှာ D sharp E နဲ့ F မှာမရှိဘူး F နဲ့ G ကြားမှာဆိုတော့ F sharp ရှိတယ် G နဲ့ A ကြားမှာဆိုတော့ G sharp ရှိတယ်ဒီဘက်ကိုပြန်တွိုင်းတော့ flat ပေါ့နော် A နဲ့ G ကြားမှာဆိုတော့ A flat ရှိတယ်တဝက်မြင့်တာပေါ့နော် F တဝက်နှိမ့်တာပေါ့နော် A ထက်တဝက်နှိမ့်တယ်ဆိုတော့ဒီဟာကိုကျွန်တော်အတန်စင်ကဘယ်နဲ့တန်စင်ရှိလဲဆိုတော့1 2 3 4 5 6 9 10 10 12တန်စင်ရှိတာဖြစ်တယ်ဒီ12တန်စင်ကိုကျွန်တော်တို့ chromatic scale လို့ခေါ်တယ် chromatic scale ပေါ့နော်ကျွန်တော် do re mi fa နဲ့ဆိုတော့ do re re ma mi fa fi so အဲ့လိုမျိုးပေါ့နော်ကျွန်တော်ခေါ်ရတဲ့ဟာမျိုးဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုတော့ဒီ B နဲ့ C ကြားမှာနဲ့ E နဲ့ F ကြားမှာပါပြီလို့sharp flat မရှိတာလဲဆိုပြီးတော့မိခွင့်ရှိအောင်ရှိနိုင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာ keyboard ပုံစံနဲ့ကြည့်ရအောင်เนาะဒါက guitar နဲ့လည်းအတူတူပဲเนาะဆိုတော့ကျွန်တော် keyboard ပုံစံကြည့်မယ်ဆိုရင် keyboard ကတော့ဒီမှာအမဲနှလုံးတွေအမဲခလောက်နှလုံးတွေသုံးလုံးတွေနှလုံးတွေသုံးလုံးတွေအဲ့လိုမျိုးရှိတာဖြစ်တယ်ဒီ keyboard ခလောက်အမဲနှလုံးတွေရဲ့ရှိတဲ့အဖြူခလောက်က C key လို့ခေါ်တယ်ဆိုတော့ဒါ C ဆိုတော့ဒါက D ဖြစ်သွားမယ် C D E F G A B အဲ့ဒါပြင် C ကနေလည်းပြန်လာတယ်အမြင်နှလုံးတွေရဲ့ရှိတဲ့ဖြူခလောက်က C C D E F G A B အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီ C နဲ့ဒီဘက်ကိုသွားရအောင်နော် C ကနေဒီဘက်ကိုသွားလို့ရှိရင် C နဲ့ D ကြားမှာပါခီးရှိတယ်ဆိုတာလည်းကြည့်ရအောင်နော် C နဲ့ D ကြားမှာဆိုတော့ C sharp ရှိတယ် C sharp ဒီလိုရေးလိုက်မယ်နော်ကျွန်တော်အကုန်လုံးရေးပြလိုက်မယ်နော် F sharp G sharp A sharp C sharp D sharp F sharp G sharp A sharp အဲ့ဒါကကျွန်တော်တို့ဒီဘက်ကိုသွားတာပေါ့နော်တဝက်မြင့်တယ် sharp ရဲ့ဒီဘက်ကအဲ့ဒါပြင်ကျွန်တော်ဒီဘက်ကိုသွားရင်ပါလေ flat တဝက်နှိမ့်တယ် B နဲ့ A ကြားမှာပါခီးရှိတယ်ဒီမှာ B နဲ့ A ကြားမှာ B flat ရှိတယ် B ထက်တဝက်နှိမ့်တာပေါ့နော်အဲ့ဒါပြင် A နဲ့ G ကြားမှာရော A flat ရှိတယ်အဲ့လိုမျိုးပေါ့နော်ဒီဘက်ကိုကျွန်တော်သွားလို့ရှိရင်တော့ flip ဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ sharp နဲ့ flip ခီးကအတူတူပဲဒီ A နဲ့ B ကြားမှာဆိုတော့ A sharp B flat ရှိတယ်အတူတူပဲသွား C နဲ့ D ကြားမှာဆိုတော့ C sharp D flat အဲ့ဒါကိုကျွန်တော်တို့ same sound different name လို့ခေါ်တယ် same sound different name အတန်ကတော့အတူတူပဲဒါပေမဲ့နာမည်မတူဘူးပေါ့နော်ဟိုက A sharp နဲ့ B flat ကအတူတူပဲ A အတွက်တဝက်မြင့်တဲ့ဟာနဲ့ B အတွက်တဝက်နှိမ့်တဲ့အတူတူပဲ
အဲ့ဒါကိုကျွန်တော်တို့ send sound different name လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ enharmonic လို့ခေါ်တယ် enharmonic ပေါ့နော် enharmonic okay enharmonic note တွေကျွန်တော်ရေးကြည့်ရအောင်เนาะဒီမှာ A sharp နဲ့ B flat ကအတူတူပဲ C sharp နဲ့ D flat အတူတူပဲ D sharp နဲ့ E flat အတူတူပဲ F sharp G flat အတူတူပဲပြီးရင် G sharp နဲ့ A flat G sharp နဲ့ A flat အတူတူပဲအဲ့ဒါကျွန်တော် enharmonic name လို့ခေါ်တာပေါ့နော်အဲ့ဒါက half step ပေါ့နော်တဝက်သွားတာတကယ်လို့whole step travel step ကျွန်တော်သွားလို့ရှိရင်တော့ double sharp ဖြစ်သွားမှာပေါ့နော် double sharp ဆိုတော့ C ကနေ double sharp ကိုကျွန်တော်တို့သူ့ရဲ့အတူကောက်နဲ့ရေးနေဆိုတော့ 5x ပေါ့နော် x လို့လည်းကျွန်တော်ရေးလို့လည်းရတယ် double sharp ဒီ half step ကိုကျွန်တော်တို့ half step A နဲ့ B ကြမှာဆိုရင် half step ဆိုတော့ A sharp ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့sharp double sharp သွားလို့ရှိရင်တော့ A နဲ့ B ကြမှာဆိုရင်ဘာ key ဖြစ်မလဲ B ဖြစ်သွားမယ်ဒီမှာ double sharp ဆိုဟုတ်ပြီနော် double sharp ဆို B key ဖြစ်သွားလိုက်မယ် B ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ C နဲ့ C ကနေ double sharp သွားရင်ဘာ key ဖြစ်မလဲ half step ဆိုတော့သွား C sharp double sharp ဆိုတော့ D key ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပါပဲ double flat လည်းရှိတယ် double flat ဆိုတော့ဒီ flat နှလုံးတွေမျိုးရှိတာပေါ့နော်ဥပမာ C ကနေကျွန်တော် D ကို double flat နဲ့မဟုတ် A ကနေ double flat ဆိုတော့ကျွန်တော်ဒီမှာ half flat ဆိုတော့ A flat ဖြစ်သွားတာပေါ့နော် double flat ဆိုတော့ G ဖြစ်သွားလိုက်မယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးရှိတာဖြစ်တယ်ဟုတ်ပြီဆိုတော့ဒီနေ့အတွက်ကျွန်တော်တို့ဒီလောက်ရနိုင်တယ်ဆိုတော့အရင်ကောင်းသွားပါပြီကျွန်တော်အဆက်ကိုနောက်မှကျွန်တော်ပြန်ဆက်နော်နောက်နေ့မှပြန်ဆက်မယ်ဆိုတော့ဒီနေ့ဒီဟာကိုကောင်းကောင်းရအောင်စူးစမ်းကြပါနော်